ဒီ comment လည်းကြော်ဖြေမယ်နော်ကိုရီပေါ့နော်လူကပိန်နေတဲ့အားကစားတစ်ပတ်3ချိန်အနည်းဆုံးကစားတယ်ပြီးသွားမလားဘိတ်ပါပြန်ကြပါပေါ့နော်ဒီ comment ကိုကျွန်တော်အကြမ်းပြင်းနားလည်သွားအောင်ရှင်းပြပေးမယ်လို့ဖြစ်နေတယ်ဆိုရင်တော့မိမိစားနေတဲ့တစ်နေ့တာလိုအပ်တဲ့ protein calorie နဲ့ carbohydrate ပမာဏကိုပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်ဆိုလိုချင်တာကတော့ဥမာကိုကနေ့ကိုဘယ်နှစ်နက်စားလဲပေါ့နော်စားတယ်ဆိုလဲဘယ်နက်စားနေ့လည်စားညစားအားကြီးစားလဲထမင်းနဲ့အသားကိုလည်းဘယ်လောက်ပမာဏထိစားနေရဆိုတာမျိုးကိုပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်ပြီးတော့တကယ်လို့ grand chain မစားတတ်ဘူးဆိုရင်လည်းဥမာဟိုထမင်းဆိုရင်တစ်ခါစားရင်ဘယ်နှစုံစားတယ်အသားဆိုရင်ဘယ်နှဆယ်သားစားတယ်ကြက်ဥဆိုရင်ဘယ်နှလုံးစားတယ်ဒီလိုမျိုးလေးတွေပြန်ပြီးတော့စမ်းစစ်ဖို့လိုမယ်ပြီးတော့နေ့ကို8နာရီအပြည့်အိပ်ဖြစ်လားပြီးတော့လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ဖြစ်လား over training ဖြစ်နေလားဒါတွေကိုပြန်ပြီးတော့ပြန်သုံးသပ်ဖို့လိုရပါတော့တကယ်လို့ဒါတွေနားမလည်ဘူးဆိုတော့နီးစရာ trainer တွေကိုမေးပါခုနကကျွန်တော်ပြောတဲ့အထက်မှာရှင်းပြသွားသလိုဒီအသားတွေထမင်းတွေဒီလိုအပ်တဲ့အာဟာရတွေကိုသေချာမစားဖြစ်ဘူးဆိုရင်တော့ protein supplement တွေကိုတကယ်လို့လိုအပ်တယ်ဆိုရင်တော့ဝယ်သုံးပါအဲ့ဒါဆိုရင်ကျွန်တော်နားလည်သဘောပေါက်မှာထင်တယ်နောက်ဗီဒီယိုမှာလည်းဒီထက်သိချင်တာရှိရင် comment မှာဝင်ရောက်မေးမြန်းပေးလို့ရပါတယ်မေးမြန်းပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်